လူရဒီဘလောက်ဘူးဒီရလေစိတ်ဆိုနေရတယ်တော့ဒီနေ့ကိုအေးသွားတာပဲခရမ်းညင်ဒီလေကြုံကောင်းလိုက်တာပါဒီမှာစောတော်လေးပွင့်နေပြီမှာ အေးအဲ့ဒါမနေညနေကလေးရတော့ခုမှမြင်လာလား ဟုတ်တယ်ခုမှယူလောင်းပါ ဘက်ကဘရောက်တင်နေလဲလောင်းအောင် လောင်းလိုက်မယ်လေအကောင်လုံးမပွင့်တော့သလိုပဲအတီးအတီးစောပွင့်လို့စောပွင့်လာကဲဒီမပြင်းပြီးဟောအဖေစိတ်ပဲသွားမလို့လား အေးဟုတ်တယ်ငါသမီးခုရပိုင်းပိုးတွေကခဏခဏကြာနေတော့ဆေးရလည်းခဏခဏပဲ့နေရတာပဲဟိုတနေ့တနေ့ဆေးဘွားလေလေပိုးပူတာကုန်လာတော့တယ်ဟိုနောက်ပြီးဟိုဂါရုဆေးတွေကလည်းအဖေပတ်နေတဲ့လူတောင်မွန်းကြနေတာလေဟိုစားသုံးတဲ့လူတွေတော့ဘယ်လိုနေမှမသိပါဘူးသမီးရဲ့ တခါတည်းဆေးကြောင်းနဲ့တော့ညှိမနေနဲ့တော့ဒီမှာကြောက်ဝဲလာတာတွေကြည့်ကြည့်အောင် ဟာဘာလို့တော့ ဟာရေတခွန်စီဝါထုတ်ကုန်နေတော့ ဟုတ်လားဟုတ်လား ဒါရေတခွန်စီဝါထုတ်ကုန်နေတော့ကျုပ်ဈေးရောအကျိုးကျေးဇူးရောတေချာမေ့ပြီးမှဝဲလာတာဓာတုဆေးတဲ့ဈေးပိုးတက်တာပြီးတော့စိုက်ပြုတ်စိတ်လည်းတက်တာတဲ့ तू ကလေအပင်နေတင်မကဘူးဓာတုဆေးပက်ထားလို့လေမြေစီလွှတ်ပျက်စီးတာတွေကိုပဲပြင်းပေးတဲ့ အဲ့ဆိုတော့ပိုးကောင်းတာဗောဟာ ရေတကွန်ခင်မီစိုက်ပြိုးဝင်ငွေတိုးတဲ့ရေတကွန်စိုက်ပြိုးရေးသုံးစီဝါထုတ်ကုန်များတဲ့ တေချာမေ့ဝဲခဲ့တယ်ဒါဈေးကုန်တက်တာလေ အမေကအဲ့လိုမျိုးအားကိုးရတယ်မအမေအပင်အစာချက်ကောင်းစရိတ်တက်တာဖို့အတွက်နေချီစမ်းဇီဝတိနံအားသေးတယ် ဟုတ်ပါဘူး အဲ့ဒါရဲ့ပင်မိုင်းကြီးထွားမှုနဲ့အမြင့်ဖွံ့ဖြိုးမှုကိုအားပေးတဲ့အမိုင်နိုအက်ဆစ်နဲ့ပလဲနိုက်ထရိုဂျင်အာနိသင်ပါဝင်တဲ့ပလဲဆန်း9အမိုင်နိုပင်တန်အားသေးတယ်သူကကြတော့ပြေးဆောင်မှုယောဂါတွေကာကွယ်ဖို့အတွက်တဲ့အစွမ်းထက်တဲ့ဘာမတီဆန်းထရိုင်ကိုဒါမှအကြီးတဲ့ဒါကြတော့ဇာမနီစွမ်း EM တဲ့သူကကြတော့ဇီဝရိုးပြက်ဆွေးကြီးတဲ့ကောက်ရိုးကနေပြီးတော့တဲ့မျိုးစားအဖြစ်ကိုပြောင်းလဲရင်းနဲ့ပုံမစိမ့်လန်းတဲ့ကဘာမျိုးကိုဖန်တီးဖို့အတွက်တဲ့အဲ့ဆိုအဖေသမီးတို့စားပင်ဒီပင်နေဖြန့်ကြည့်လို့ရအောင်နော် အေးတို့ဟာသူ့ကြအောင်လေ ဒီရေတကွန်ဇီဝထုတ်ကုန်တွေကလေဈေးသက်သာပြီးအထွက်တိုးတယ်ဆိုကြတဲ့ကိုသမီးကသဘောကျနေအခုကျတော့အဖေသမီးတို့ကຫນွေမိုးဆောင်300တီလုံးသွင်းကုန်ကထည့်ရတာဆိုတော့လေစိုက်ပျိုးစရိတ်သက်သာလဲသမီးတို့လည်းမနေဘူးလေ အေးဘောနော် ဒီမှာဒီရပဲ အမေစားရတဲ့အတိုင်းနဲ့ထဲနော် ဟုတ်တယ်ရပြီ ဟိုသူကနည်းနည်းလေးပါအောင်နော် ဟုတ်တယ် तू က90တဲ့ ဩအေးအေး အမလေးလူရဒီဘလောက်ဘူးဒီရလေစိတ်ဆိုနေရလေဒီနေ့ကိုအေးသွားတာပဲဒါတော့အကောင်မဟုတ်သေးဘူးနော်ချမရတဲ့မြန်တန်းလာလိုက်တာလေဟိုတနေ့ကတွေးတွေးလိုချင်တယ်တို့လို့အကြက်တက်လာနှုတ်သွားလို့လည်းခိုင်းပြီးပြီအဲ့ဒါကိုကုံလည်းမကုန်ဘူးလူရဒီလို့လာပြောတယ်အမြင့်ကြီးတုံကိုကြည့်ထွားနေလိုက်တာမှ ခရမ်းညင်ဒီလေကြုံကောင်းလိုက်တာမှ ဒီနေ့ကဘူးဒီခရမ်းကောင်းဒီခရမ်းချင်ဒီမာဒန်းနလွန်ဒီငရုတ်ဒီစိမ့်ပြီးလို့ရှိရင်ရုံးမနီဒီကျက်သွန်ဒီကျက်သွန်ပြူချမောင်ရက်တွေရောဘယ်ဟာစချမ်းမှန်းကိုမသိဘူးအဲ့တော့ခရမ်းညင်ဒီငပိကျက်ချက်မယ်ပြီးရင်ချင်းပြီးတော့ချင်းလေးလည်းချက်မယ်ပြီးတော့ချင်းဆိုတာဟိုကချင်းချမောင်ရက်တစ်မျိုးလည်းချင်းမချက်ဘူးပေါ့ရုံးမနီဒီလည်းထည့်ချက်မယ်ပြီးလို့ရှိရင်ခရမ်းကောင်းဒီလည်းထည့်ချက်မယ်နေရာဒီကတော့အတိအကျလေးတွေပို့ပြီးတော့စားလို့နေတယ် အသီးရွက်လေးလီးပြီးပြီဆိုရင်တော့တိုးစရာလေးနဲ့တွဲဖက်စားလို့ရအောင်ခရမ်းညင်ဒီနဲ့ငရုတ်သီးစိမ့်ငပိချက်လေးချက်ပါမယ်အိုးထဲကိုခရမ်းညင်ဒီကြက်သွန်နေငပိစီစားစနွင်းနဲ့ရေနှင်းငယ်တို့ထည့်ပြီးတော့အဖုံးအုပ်တဲထားလိုက်ပါမယ်အနှစ်လေးကြည်အောင်ချေရေးထည့်ပြီးတော့စူပွက်လာပြီဆိုရင်တော့ကြက်သွန်ပြူထောင်းလေးနဲ့ငရုတ်သီးစိမ့်ကြိုက်ထားတာလေးထည့်ပြီးတော့အိုးချလို့ရပါပြီငပိချက်လေးလည်းကြက်ပြီဆိုတော့ချင်းလေးချက်လိုက်ပါအောင်မယ်အသီးရွက်လေးတွေကိုစီစားစနွင်းငပိပစွန်ချောင်းမုံနဲ့ရေနှင်းငယ်လေးထည့်ပြီးတော့အရင်လုံးတည်လိုက်ပါမယ်အသီးရွက်လေးတွေနွမ်းသွားပြီဆိုမှရေလိုအပ်တဲ့လောက်ထည့်ပြီးဟင်းရီစူပွက်လာရင်တော့ချမောင်ရက်နဲ့ရုံးမနီဒီကျက်သွန်ပြူထောင်းတို့ထည့်ပြီးခဏနေတာနဲ့အိုးချလိုက်ပါတော့မယ်ခုကတော့အသီးရွက်ဆိုရင်လည်းထမင်းစားလိုက်ပါအောင်မယ်အားလုံးလည်းထမင်းစားကိုဖိတ်ခေါ်ပါတယ်နော် အဖေဒါအတိရဆောင်ဟင်း
ခွားပြချိုးနေပြန်ရသူစားကြည့်ကျန်ငါဒီလည်းခန်းညင်နေငပြီးတဲ့နဲ့တွေ့တော့မခံနိုင်ပါဘူးဟုတ်တယ်ရိုးလာမြန်စားပြီနေမနဲ့အသားရှိတော့ပြီဟိုရေတဝန်စီဝါတော့နဲ့ဆေးပြတော့လေမူရမော်ရာတွေအသက်ရှူကြတယ်မဖြစ်ဘူးရနောက်ပြီးဆေးဘိုးလည်းတက်သားလာတယ်ဟာ အရင်လိုလေဓာတုစိတ်မလောင်တော့ကြလေအသိပင်တွေလည်းစိတ်လို့ ဇီဝဆေးဆိုတော့အမေရဲ့ဒီမြေကြီးတွေကလေအကျိုးပြုသက်ရှိတွေနဲ့လည်းတဟဇာတာဖြစ်တယ်အခုလိုမျိုးလေဘေးကင်းတဲ့အသီးနှံတွေစားဖို့ဆိုလို့ရှိရင်အဖေဘေးကင်းတဲ့စိုက်ပျိုးနည်းကနေစတာကောင်းတာပေါ့ အတိညာနေကလည်းအရန်ထက်ကိုပိုးချုံနေတယ်လို့တမီးကတော့စားလို့ကောင်းတာပဲတည်းကျွန်တော်မသိဘူး ငါသမီးကတော့အစားသမားဟုတ်နော် ဒါဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့တက်တဲ့ဘလောလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာ